ဟာတွေကို marketing လုပ်လို့ရတယ်နော်အဲ့တော့ marketing လုပ်လို့ရတဲ့ဟာကကျွန်တော်တို့ရေပုံရအားဖြင့်အသုံးပြုဖြစ်ပါပထမတစ်ခုကတော့ product ဆိုတာကဘာလဲဆိုရင်ဒီပစ္စည်းကိုမဝယ်ယူခင်မှာကိုင်နိုင်တယ်နမ်းနိုင်တယ်ထိတွေ့နိုင်တယ်နော်ပြီးရင်အပိုင်တွေလည်းပြီးလို့ရပါတယ်လို့ဆိုရင်တော့စက်ပြားလုံးလို့ဒေါ်လိုက်စီလို့ပစ္စည်းပြောတယ်ဒါ product ကိုခေါ်ပါတယ်ကုန်ပစ္စည်းတို့မဟုတ်ကုန်ပစ္စည်းဖြစ်ပါတယ်ဒုတိယအမျိုးအစားကတော့ service ဝန်ဆောင်မှုဖြစ်ပါတယ်ဒီဝန်ဆောင်မှုရဲ့သဘောတရားကတော့စောစောကပုံစံနဲ့ပေါ်ပါတယ်ဘယ်လိုခေါ်လဲဆိုတော့ဝန်ဆောင်မှုဒီ၎င်းဝန်ဆောင်မှုကိုမသုံးဆွဲခင်အချိန်ထိထွေကြိုက်တွေနမ်းရှုံလို့မရပါဘူး intangible ဖြစ်ပါတယ်နောက်ပြီးတော့မှဝန်ဆောင်မှုဆိုတာသဘောခံစားခြင်းသာဖြစ်ပါတယ်အရာတော်ခံစားခြင်းအထူးကျေးဇူးကိုခံစားခြင်းသာဖြစ်ပါတယ်အဲ့ဒီဝန်ဆောင်မှုကိုကြိုက်လို့မိမိရဲ့ကေကိုအပိုင်ခေါ်သွားလို့မရပါဘူးဒါကဒုတိယတတိယကတော့အရင်တုန်းက service ရဲ့အောက်မှာထားတာ idea ဖြစ်ပါတယ် idea ဆိုတာကတော့ဆော့ဆော့ consultancy လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းတွေနော်နောက်ပြီးတဲ့အခါကျလို့ရှိရင်ဒီinformation ကိုခေါ်တဲ့သတင်းအချက်အလက်တွေဟောဒါတွေကိုရောက်ထွက်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရေပုံရအပြင်ပြောမယ်ဆိုရင် customer တွေကိုရောက်နေတဲ့ပစ္စည်းတွေ products တွေ services တွေ ideas တွေဆိုပြီးတော့မှသုံးမျိုးရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ကောင်းပြီအဲ့ကျွန်တော်တို့ marketing လုပ်ပြီးဆိုတော့ marketing plan လုပ်ပါ marketing plan ဆိုတာဘာလဲဆိုရင်ဘယ်လုပ်ငန်းတွေကိုဘယ်သူတွေကိုဥတည်ပြီးတော့မှဘယ်အချိန်မှာဘယ်ကာလမှာဘယ်သူတွေကဘယ်တော့ကြာဘယ်လိုရင်းမြစ်တွေကိုသုံးပြီးလုပ်မယ်ဆိုတဲ့ document တွေကိုဖြစ်ပါတယ်မှတ်တမ်းမှတ်ရအောင်ခင်ဗျာအဲ့တော့အဲ့ဒီနော်ဒီ marketing plan ကိုလည်းဘယ်လိုအရေးကြီးတဲ့စီမံကိန်းပတ်တမ်းကြီးထဲမှာအဓိကအချက်တစ်ချက်ပါပါတယ်အဲ့ဒါဘာလဲဆိုရင် marketing နဲ့ပတ်သက်တဲ့ goal or objective marketing plan တို့ marketing ရဲ့ဥပဒေတွေပါပါတယ်နံပါတ်1ကတော့အဲ့ဒီချမှတ်ထားတဲ့ဥပဒေချက်တို့ပန်းနိုင်ဖို့ရောက်စီရန်တို့မှာလုပ်မဲ့ strategies ကိုလည်းမဟာဗျူဟာတွေပါပါတယ်နော်ဆိုတော့ဒီမဟာဗျူဟာဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့တိတိကျကျရှင်းပြအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ marketing process ကိုနည်းနည်းလေးပြန်ပြီးချုပ်ကြည့်မယ်ဆိုရင် marketing process မှာအဆင့်၄ဆင့်ကိုတွားပြီးတော့မှအကျဉ်းအားဖြင့်တွားပြရပါလိမ့်မယ်နံပါတ်1အချက်ဒီကိုယ့်ရဲ့ market ကဘယ် market တွေနော် market ဆိုတဲ့နေရာမှာလည်းကျွန်တော် market ဆိုတဲ့စကားနော် target customer ဆိုတဲ့စကားကပ်ပါနေပါကိုယ့်ရဲ့ market တရားပဲကိုယ့်ရဲ့ target customer တွေကဘယ်သူတွေလဲကိုကအဲ့ဒီ customer တွေကဘယ်လို value ကိုတောင်းတပြောလို့နေတယ်လေဒါကိုသိအောင်လူတွေတော့ပါမယ်ဒုတိယကတော့အဲ့ဒီမိမိရဲ့နားလည်မှုနဲ့ကိုက်ညီတော့ value proposition လို့ခေါ်တဲ့တန်ဖိုးထားမှုတွေကိုကျွန်တော်တို့ကဒါ offer body ကျွန်တော်တို့ပေးရအောင်မပေးရပါမယ်ကျွန်တော်တို့စောင့်ကြည့်ပေးရပါမယ်တတိယကတော့ဘာလဲဆိုလို့ရှိရင်နော်တတိယအချက်ကတော့ကျွန်တော်တို့တွေနော်ဒီ value တွေကိုနော် deliver နော်ဒီ value ကို deliver လုပ်ဖို့ဖြစ်ပါ deliver ဆိုတဲ့မှာလေးပဲကိုရှိပါတယ်အခုကတော့စောစောကဒုတိယအဆင့်မှာကျွန်တော်တို့ဒီ value ကိုမှန်လို့ပေးမယ်ဆိုတဲ့ဂတိကိုတကယ်ဂတိတီနဲ့လုပ်ပေးခြင်းကိုလည်း deliver value ကိုခေါ်တယ်လို့နောက်တစ်ခုကတော့မိမိရဲ့ခုံစီသုံးဖို့ဝန်ဆောင်မှုတွေ customer တွေရဲ့လက်ဝယ်အရောက်ဖြန့်ချိပေးခြင်းကိုလည်း deliver လို့ခေါ်ပါတယ်အကြောင်းတရားအဆင့်ဒီ value ကို deliver လုပ်ဖြစ်ပါတယ်စရုပ်ထအဆင့်ကတော့နော်ဘာလဲဆိုလို့ရှိရင် monitor value ဒီ value တွေကိုဒီ customer တွေကခံစားတဲ့အခါမှာကြိုက်လားမကြိုက်ဘူးလားဒီ value တွေကိုဘယ်လိုပြောင်းဖို့လိုတယ်လဲဘယ်လိုမမလို့လိုတယ်လဲဆိုတာကိုထပ်မံလေ့လာရတဲ့အပိုင်းဖြစ်ပါတယ်အဲ့ဒီပိုင်း၄ပိုင်းကိုလုပ်ချင်းဟာပဲ marketing process ဖြစ်ပါတယ်သို့တော့ဒီပိုင်း၄ပိုင်းလုပ်တဲ့အခါမှာဒီပိုင်းတွေကိုလုပ်ထိရောက်အောင်မြင်စွာလုပ်နိုင်ဖို့လိုတယ်အခြားသောဆက်တွေလှုပ်ရှားသွားမှုတွေပဲပါလာတာတွေ့ရမှာဖြစ်ပါတယ်စောစောကမိမိကဘယ် customer တွေကိုကြောင်းချမှာလဲလို့သတ်မှတ်တဲ့အခါမှာ market research survey တွေ market တွေစဉ်းကြည့်တာမျိုးတွေcustomer တွေကို segmentation လုပ်ကြည့်တာမျိုးတွေ target လေးလို့ခေါ်တဲ့ customer ကိုပြတ်ထားချမှတ်တာမျိုးတွေဒီဆောက်ချက်တွေလိုလာပါလိမ့်မယ်ဒုတိယအဆင့်မှာတော့เนาะဒီ market တွေကိုဘယ်လို value တွေကိုစောင့်ကြည့်ပေးမလဲဆိုရင် positioning ပေါ့ဒီပစ္စည်းကိုမိမိရဲ့ impact တွေနဲ့နှိုင်းယှဉ်တဲ့အခါ customer ရဲ့စိတ်အာရုံမှာဘယ်လိုတိစောက်မလဲဆိုတဲ့မဟာဗျူဟာလိုအပ်လာပါတယ်အဲ့ဒါကိုကျွန်တော်တို့က positioning strategy လို့ခေါ်ပါတယ်တတိယ deliver value ကတော့ဗာလဲဆိုရင်เนาะတေချာเนาะ marketing မိမိ marketing တဲ့ပစ္စည်းတွေရဲ့အရာတော် customer တွေခံစားနိုင်အောင်အတွက် marketing planning လုပ်ခြင်း marketing mix element လို့ခေါ်တဲ့ marketing ဒီ process မှာပါဝင်တဲ့ဒီအင်္ဂါရက်တွေကိုစူးစီးပေါင်းစည်းခြင်းเนาะဒါတွေဘာလို့မဖြစ်ပါဘူးmonitor value ကတော့ဘာလဲဆိုရင်เนาะစောစောကဒီ customer တွေကိုเนาะ customer တွေကမိမိပစ္စည်းကိုသုံးစွဲတဲ့အခါမှာကြိုက်လားမကြိုက်ဘူးလား
ဘယ်လိုတွေပြောနေကြလဲဆိုတော့ဒီလိုတွေ market research စာရေးကြီးများလုပ်ရပါတယ် observation ခေါ်တဲ့ market တွေကိုစဉ်းကြည့်ရတာမျိုးတွေပဲလုပ်ရပါတယ်ဒါကတော့ကျွန်တော်တို့ marketing process ကိုအချိန်တူတူနဲ့ပဲကျွန်တော်တို့မြင်ကွင်းကျပြသွားတာဖြစ်ပါတယ်နောက်တစ်ခုက marketers ဒါဖြင့် marketer တွေမလုပ်တယ်အဲ့တော့ marketer တွေဘာလုပ်တယ်ဆိုတာကိုကျွန်တော်တို့เนาะဒီ marketing guru တို့တင်စားတဲ့ဆရာကြီး Philip Kotler ကတော့ CCDVTV ဆိုအတူကောက်6လုံးနဲ့ပြောတော့မှာပထမစီကပါလေ create လုပ်ပါเนาะဒုတိယစီက communicate လုပ်ပါเนาะတတိယ G ကတော့ပါလေ deliver လုပ်ပါအဲ့တော့ဘာကို create လုပ်ရမှာတော့ဘာကို communicate လုပ်ရမှာတော့ဘာကို deliver လုပ်ရမှာတော့ဆိုတော့ valueမိမိရဲ့ဝန်ဆောင်မှုနဲ့ကုန်စည်တွေမှာပါဝင်သော value ကို create လုပ်ပါ communicate customer တိအောင်လုပ်ပါပြီးရင်ဘာဖြစ်လဲdeliver customer ရဲ့လက်ဝယ်ကိုကြောင်းအောင်ပို့ဆောင်ပေးပါ customer ကိုပေးလိုက်တဲ့ကလေးကိုဆောင်ပေးပါဘာအတွက်လို့အဲ့ဒီ customer တွေလောက်ပါဘာအတွက်လဲ profit ရအောင်အတွက်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီလောက်ရမယ်နော်ဒီအခြေအနေလေးကိုပဲအတူကောက် certificate ကိုလာတာ create value communicate value deliver value to target customer at a profit or for profit ဆိုပြီးတော့မှ CC DV DP ဆိုပြီးတော့မှသတ်မှတ်သွားပါတယ်အဲ့တော့ကျွန်တော်တို့ဆို marketing strategy ကြောင်းပြောခဲ့တာရှိပါတယ်အဲ့တော့ marketing strategy အထူးသဖြင့်တော့ကျွန်တော် deliver ဘိုင်းမှာပေါ့နော်မိမိသတ်မှတ်ထားတဲ့ value တွေကို customer ရောက်အောင်ပြီးဒီလက်ကိုရောက်အောင် customer စိတ်လာရောကျွန်တော်တို့ meeting ပေးတဲ့အတိုင်းဖြစ်အောင်ဆောင်တဲ့နေရာမှာ marketing ရဲ့ပြင်ပချက်တွေလိုပါတယ်အဲ့ဒါကို marketing element ဆိုခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကရောင်းတဲ့ပစ္စည်းကလာမအားမြစ်ချေပေါ်နှစ်မျိုးပြကြပါတယ် product ရောင်းမယ်ဆိုရင်ကျွန်တော် 4P လို့ပြောပါတယ်အဲ့ဒါဘာလဲဆိုရင်မိမိရဲ့ product ကိုကောင်းအောင်လုပ်ရမယ်ဘယ်လိုကောင်းအောင်လုပ်ရ product quality ကောင်းအောင်လုပ်ရမယ် product ကပေးတဲ့အကျိုးကျေးဇူးတွေကိုဒီ customer အတွက်အကျိုးကျေးဇူးတွေရှင်းအောင်ဖန်တီးရမယ် product ရဲ့ value proposition တွေကို customer ကနှစ်သက်အောင်လို့ကျွန်တော်တို့စွမ်းဆောင်အောင်ဖြစ်ပါတယ်ဒုတိယကတော့အဲ့ဒီ product ပေါ်မှာ price ကိုတင်ရပါမယ် price ကိုမပေးတယ်ဆိုရင်မိမိရဲ့ competitor လေးတွေရှင်းလို့ရရမယ် customer တွေလက်ခံနိုင်တဲ့ကျိုးတဲ့အကြောင်းတဲ့ price ပဲဖြစ်ဖို့လိုပါတယ်တတိယကတော့ distribution တော့အဲ့ဒါကိုကျွန်တော်တို့ place လို့ပြောပါတယ်အဲ့ဒါကတော့ပစ္စည်းကိုအလွယ်တကူဝယ်ရရှိအောင်ဆောင်ခဲ့ရမယ်ဒီတဲ့အခါမှာ customer တွေကဒီပစ္စည်းကိုမှားခြင်းနဲ့ဝယ်ခြင်းနဲ့ဆိုရင်မှားလို့လွယ်အောင်ဝယ်လို့လွယ်အောင်ကျွန်တော်တို့စီစဉ်ထားပြီးဖို့လိုပါတယ်